အိမ်တော်တဲ့ယောက်ျားတဦးကငွေရှာတာတော့ကျွမ်းပါတယ်ဒါပေမဲ့နေတိုင်းခလေးနဲ့တောင်မနှက်စာအတူတူမစားနိုင်သူလှုပ်ချင်တာနဲ့စီးပွားရေးအကြောင်းပြပြီးအပြင်မှာပဲနေတယ်ကိုမိမနေမကောင်းလို့လာမကြည့်နိုင်တော့မှပဲဖုန်းမဆက်နိုင်ညဘက်ဘီယာတောက်ပြီးမူးပြီးပြန်လာလို့အခန်းထဲအတူတူနေပြီးတော့မှပဲဆက်လက်လေးဖွာပြီးတော့ငွေပေးပြီးအိတ်တဲ့သူတွေလို့အထားနဲ့နေတယ်ဆိုလို့ရှိရင်အဲ့ဒါကိုခံရတဲ့အမျိုးသမီးဟာဘယ်လောက်ထိကြာရှည်ခံနိုင်မလဲဒီလင်မယားချင်းတောင်မှသဘောမတူရင်မတိမ်မှုမြောက်တယ်နော်အဲ့ဒီအမျိုးသမီးတူလာပြီးတိုင်ပင်တာလေးပါအဓိကသူမကကြာရမိမသားဘွားနဲ့နေရတယ်ငွေရှာတာကတော့အမျိုးသားလုပ်ပေးတယ်ကျန်တာအိမ်မှုကိစ္စခလေးကိစ္စကျမ်းမာရေးနဲ့အားလုံးသူ့ပဲလုပ်ရတယ်သို့တော့သူမလိုချင်တာကသူ့ယောက်ျားရဲ့ကျင်နာမှုနဲ့သူမလိုအပ်တဲ့အချိန်မှာဖေးမှပေးစေချင်တယ်ငွေမရှိရင်တော့သူ့ဘာသူရှာနိုင်တယ်သို့တော်လည်းယောက်ျားကအိမ်တောင်ရှင်မာကောင်းတာပြီးတော့နေခိုင်းထားတယ်အိမ်ထဲမှာနေပြီးတော့အတောင်ပံချိုးထားသလိုခံစားရတာကိုသိပေမဲ့လင့်မျက်နှာတရွာထင်ပြီးတော့လိုက်နေတယ်ခလေးတွေကိုအမေပြီးတော့အောင်စောင့်ရှောက်နေတော့ပြမန်းတယ်ဒါကြောင့်ယူရမှုကိုလိုလားတော့သူမသလားတဲ့နောက်ဆုံးမနေနိုင်တော့ဘူးကွဲကျင်တယ်ဆိုတော့လေယောက်ျားကမကွဲပေးနိုင်ဘူးသူဘာလုပ်ရမှန်းမသိဘူးဖြစ်နေတာပေါ့ဗျာအဲ့တော့ကလေးတွေရဲ့မျက်နှာကြောင့်သိခံနေရင်းနဲ့နေရတယ်မဟုတ်ရင်တော့ပျောက်ကွယ်သွားလိုက်ချင်နေပြီတဲ့ဗျာအဓိကမိကုန်းကသူ့ယောက်ျားကိုချစ်လို့အတူတူယူခဲ့ကြတာဒီလိုစီးပွားရေးတွေကောင်းလာတယ်သားသမီးတွေလည်းရလာမှဘာလို့သူကတခြားတစ်ယောက်လိုပြောင်းလဲသွားရတာလဲပေါ့ငွေချမ်းသာနေပါစေတပြားတစ်ချက်မှယူမသွားဘူးမကျင်နာနိုင်တော့ကွာမဲဆိုတော့မကွာပေးဘူးအဲ့တော့ဘလို့နားလဲရမှန်းမသိဘူးအဲ့တော့ယောက်ျားတစ်ယောက်ပြောင်းလဲရတဲ့အချက်တစ်ချက်ရှိတယ်ဒါကသူတို့ကျင်လည်ရာပတ်ဝန်းကျင်မှာဟီးရိုးတစ်ယောက်လိုဖြစ်လာပြီဆိုရင်သူများထက်ဝင်ငွေတွေရှာလာနိုင်ပြီဆိုလို့ရှိရင်သူသာအရေးကြီးတာတွေလုပ်နေရတယ်အိမ်ကမိမအိမ်မှာနေပြီးတော့ကိုပေးတာယူနေတာဘာမှအရေးမကြီးဘူးလို့ထင်သွားတကြတယ်ငါကငွေရှာနေတာငါတာဝန်ကြီးတယ်မင်းကတော့ကွာအိမ်တာဝန်ယူပေါ့ဆိုတာမျိုးပေါ့ဗျာဒါပေမဲ့ဒီအိမ်တောင်ရေးမှာကယောက်ျားကငွေရှာတာတော်နေပေမဲ့မိမကိုတိတ်ပြီးတော့မရရောဘူးငွေသုံးတာဆိုရင်သစိမ်းဆန်ဆန်ပြုတ်နေတယ်အဝယ်စားတော့မဟုတ်တခုခုဝယ်တာတော့မှပဲပေးမသုံးချင်ဘူးလို့မိမကထင်လာရတယ်ဆိုတော့အမျိုးသားဟာမိမအနေနဲ့ချွေတာမှုမရှိဘူးဆိုပြီးတော့လဲသုံးသပ်နေမှာပေါ့